တခါတော့ကတိုင်းပြည်တစ်ပြည်မှာတဲကိုလာတဲ့လီလီဆိုတဲ့မင်းသမီးလေးတစ်ပါးရှိတဲ့ကွယ်တနေ့နနက်ခင်းတစ်ခုမှာမင်းသမီးလေးဟာတော်ဝင်စာကြည့်ရိုက်မှာစာအုပ်တအုပ်ကိုဖတ်နေတော့ရွှေရောင်စာမျက်နှာတွေပါတဲ့ရှင်းရောင်စာအုပ်တအုပ်ကိုတွေ့လိုက်တဲ့ကွယ်ခေါင်းစဉ်ကတော့မော်ဆန်နဲ့နေစီပန်းဆိုပြီးတော့မှလီလီကစာအုပ်ကိုဖွင့်ဖတ်လိုက်တဲ့ကွယ်ဒန်နာရီကလျှို့ဝှက်ဥယျာဉ်ရဲ့အနက်ရှိုင်းဆုံးနေရာမှာဆန္ဒတစ်ခုကိုတကယ်ပြည့်စေတဲ့မော်ဆန်နဲ့နေစီပန်းတစ်ပွင့်ရှိတဲ့လို့သူကအတန်ထွက်ပြီးတော့ဖတ်လိုက်တဲ့ကွယ်အဲ့ဒီအချိန်မှာသူ့ရဲ့အကောင်းဆုံးတငယ်ချင်းဖြစ်တဲ့လိမ္မာပါနဲ့တဲ့မြေခွေးလေးစီစီကနားထောင်နေတဲ့ကွယ်ဟာဒန်နာရီကအမှန်ဆိုရင်ငါတို့ရှာတဲ့နဲ့ဆန္ဒတစ်ခုနဲ့ငါတို့လုပ်နိုင်တဲ့ကောင်းတဲ့အရာတွေကိုစဉ်းစားကြည့်လို့လည်းရတယ်လို့ပြောလိုက်တဲ့ကွယ်ဒါပေမဲ့သူတို့ရဲ့စွန့်စားကန်းကိုစီစဉ်နေတော့မှပဲရဲလိုက်ပဒင်းပေါက်ကနေပြီးတော့အရေးမေးတစ်ခုကနားထောင်နေတဲ့ကွယ်အဲ့ဒါကတော့မကောင်းဆိုးဟာမော်ဆရာမာလာကဟိုးဆန္ဒပြည့်စေရဲ့နင်းစီပန်းအဲ့ဒီနင်းစီပန်းဟာငါဟာဖြစ်တဲ့နဲ့လို့မာလာကတိုးတိုးလေးပြောလိုက်တဲ့ကွယ်ရှေးအောင်စာအုပ်ထဲကမြေပုံနဲ့အတူမင်းသမီးနဲ့မြေခွေးလေးတို့ကသူတို့ရဲ့စွန့်စားကန်းကိုစားခဲ့ကြပါတော့တယ်ကွယ်သူတို့ဟာတောက်ပတဲ့မြက်ခင်းမြင်တွေတောက်ပတဲ့မြစ်တွေတောအုပ်တွေကိုဖြတ်သွားကြရတဲ့ကွယ်ခရီးလမ်းတစ်လျှောက်မှာလည်းသူတို့ကိုအသိပေးတဲ့ပညာရှိစည်းကွက်အိုတကောင်နဲ့တွေ့ဆုံခဲ့တဲ့ကွယ်စည်းကွက်ကြီးကမင်းသမီးကိုလျှို့ဝှက်ချက်တစ်ခုကိုပြောပြလိုက်တဲ့ကွယ်လျှို့ဝှက်ဥယျာဉ်ကိုမော်ကာကွယ်တွေပေးထားတဲ့ကျင်နာတဲ့နှလုံးသားရှိသူတွေပဲဝင်လို့ရတယ်ကွအဲ့ဒီအကြောင်းကိုမင်းသမီးလေးတည်သွားတဲ့အချိန်မှာမင်းသမီးလေးကပြုံးပြီးတော့ပြန်ပြောလိုက်တဲ့ကွယ်ဒါဆိုငါတို့ကခရီးလမ်းတစ်လျှောက်မှာတခြားသူတွေကိုကူညီရမယ်လို့မြေခွေးလေးကိုပြောပြလိုက်တဲ့ကွယ်ဆက်ပြီးတော့သွားနေတော့မှပဲစပြစ်နွယ်ပင်အောက်မှာပိတ်မိနေတဲ့ငှက်ကလေးတစ်ကောင်ကိုတွေ့လိုက်ရတဲ့ကွယ်အဲ့ဒီချိန်မှာပဲမင်းသမီးလေးကညင်ညင်သာသာနဲ့လွတ်ပေးလိုက်တဲ့အချိန်မှာပျော်ရွှင်တဲ့အတန်နဲ့တူငှက်ကလေးကပြန်တန်းသွားတဲ့ကွယ်သူတို့မသိလိုက်တာကလျှို့ဝှက်ဥယျာဉ်ကပွင့်နေပြီဆိုတာပါပဲမင်းသမီးနဲ့မြေခွေးလေးတို့ကလျှို့ဝှက်ဥယျာဉ်ထဲကိုဝင်လာတဲ့အခါမှာလေထဲမှာရွှေရောင်လင်းနှန်းတွေနဲ့တောက်ပနေတဲ့ကွယ်အဲ့ဒီလေမှာမော်ဆန်နဲ့နီးစီပန်းတစ်ပွင့်ရှိနေတဲ့ကွယ်ဟာငါတို့တွေ့ပြီဆိုပြီးမြေခွေးကပျော်ရွှင်စွာနဲ့အော်ပြောလိုက်တဲ့ကွယ်ဒါပေမဲ့ရှုပ်တရက်မောင်မိုက်တဲ့မိခိုးတင်လိုက်တစ်ခုကပေါ်လာခဲ့တဲ့ကွယ်အဲ့ဒါကတော့မာလာကပေါ့သူကရှေ့ကိုတိုးလာပြီးအဲ့ဒီနီးစီပန်းဟာငါဟာပဲဆိုပြီးသူကဟိတ်ဟောက်လိုက်တဲ့ကွယ်သူရဲ့တောင်ဝေးကိုလည်းဝှေ့ရမ်းလိုက်ပြီးတော့မှမင်းသမီးနဲ့ညီခွေးလေးတို့ကိုလက်ပတ်နေတဲ့မော်လောင်အိမ်ထဲမှာပိတ်ထားလိုက်တဲ့ကွယ်ဒါပေမဲ့မင်းသမီးလေးမှာတော့အစီအစဉ်တစ်ခုရှိနေတဲ့ကွယ်တိုက်ခိုက်မဲ့အစားသူကမာလာကာကိုသူ့ရဲ့အမှန်တကယ်ဆန္ဒကိုမြင်အောင်ကူညီပေးမယ်ဆိုပြီးတော့တွေးလိုက်တဲ့ကွယ်အသက်ကိုဝအောင်ရှူလိုက်ပြီးသူကမာလာကာကိုအမှန်တကယ်မော်ပညာကအင်အားမဟုတ်ဘူးပညာနဲ့ကျင့်နာမှုကအင်အားဖြစ်တယ်လို့ပြောပြလိုက်တဲ့ကွယ်မင်းသမီးလေးကမာလာကာကိုကြည့်ပြီးတော့မှမင်းကနေစီပန်းကိုခိုးဖို့မလိုဘူးမင်းရဲ့အမှန်တကယ်ဆန္ဒကဘာလဲအဲ့ဒီအချိန်မှာမော်ဆရာကတုံဆိုင်သွားတဲ့ကွယ်ငါကတစ်ချိန်ကကြီးကျယ်တဲ့မော်ဆရာတယောက်ပဲဒါပေမဲ့ငါရဲ့ပညာကိုဆုံးရှုံးခဲ့ရတယ်အဲ့ဒီအတွက်ငါပြန်လို့ခြင်းနဲ့မင်းသမီးလေးကပြုံးပြီးတော့မှမာလာကာကိုပြန်ပြောပြလိုက်တဲ့ကွယ်နင်းစီပန်းကနှလုံးသားရဲ့ဆန္ဒကိုပဲပြည့်စေတဲ့မင်းကကျင်နာမှုနဲ့တောင်းရင်သူကမင်းကိုကူညီပေးနိုင်တယ်မာလာကာကနင်းစီပန်းကိုဖြည်းဖြည်းချင်းလိုက်ကန်လိုက်ပြီးခိုးမဲ့စားအမေတကယ်ဆန္ဒကိုတောင်းလိုက်တဲ့ကွယ်ရုတ်တရက်သူ့ရဲ့မောင်မိုက်တဲ့ဝတ်ယုံတွေကရွှေရောင်ဝတ်ယုံတွေဖြစ်ပြောင်းသွားပြီးတော့သူ့ရဲ့မျက်လုံးတွေကလည်းနှုတ်ညံ့တိမ်မွေ့လာတဲ့ကွယ်ဟာငါပူပေါ့ပါသွားတယ်ကွသူကတူတူလေးပြောလိုက်တဲ့ကွယ်ငါကအတင်းကျပ်ယူမိတာမှားသွားတယ်ဆိုပြီးတော့လေတောင်းပန်လိုက်တဲ့ကွယ်အခုကတော့မင်းသမီးလေးရဲ့ဆူတောင်းမှုအလဲရောက်လာတဲ့ကွယ်သူကမျက်လုံးတွေကိုမိတ်ပြီးတော့
တူတူလေးပြောလိုက်တဲ့ကွယ်ငါကပျော်ရွှင်မှုနဲ့ကျင်နာမှုတွေကိုတနိုင်ငံလုံးကိုပြန့်နှံ့စေခြင်းတယ်လို့ဆုတောင်းလိုက်တဲ့ကွယ်အဲ့ဒီအချိန်မှာမော်ဆန်နဲ့နီးစီပန်းကအရင်ငါးထက်ပို့ပြီးတော့တောက်ပလာပြီးကောင်းကင်ကိုတောက်ပတဲ့အမုံအမွားတွေကိုပို့လွတ်လိုက်တဲ့ကွယ်တနိုင်ငံလုံးမှာပန်းတွေပွင့်လာပြီးမြစ်တွေကလည်းတောက်ပလာတယ်လူတွေကလည်းပြုံးပျော်လာကြတဲ့ကွယ်မာလာကတောင်မှအမှန်တကယ်မော်ပညာရဲ့နေထွေးမှုကိုခံစားရင်ပြုံးလိုက်မိတဲ့ကွယ်ကျင်နာမှုကအကြီးမြတ်ဆုံးမော်ပညာပဲလို့သူကစိတ်ထဲကနေပြီးတော့တွေးလိုက်မိတဲ့ကွယ်သူတို့ရဲ့လှုပ်ဆောင်ချက်တွေပြီးဆုံးသွားတဲ့အခါမှာတော့မင်းသမီးလေးနဲ့ညီကွေးတို့ကအိမ်ပြန်လာခဲ့ကြတဲ့ကွယ်အသက်ကြီးလူတွေကလည်းသူတို့ရဲ့ကျင်နာမှုအကြောင်းကိုပြောကြပြီးမာလာကတောင်မှပညာရှိမော်ဆရာတယောက်ဖြစ်လာတဲ့ကွယ်ညီကွေးလေးကအမီးကိုလှုပ်ရမ်းပြီးငါတို့နောက်ထပ်ဘယ်စွန့်စားခန်းတွေကိုတွားကြမလဲဆိုပြီးတော့မှမင်းသမီးလေးကိုမေးလိုက်တဲ့ကွယ်မင်းသမီးလေးကလည်းရဲပြီးတော့ပြန်ပြောတဲ့ကွယ်ကျင်နာမှုတွေလိုအပ်တဲ့နေရာကိုငါတို့ရောက်အောင်သွားကြမယ်ဆိုပြီးတော့မှပြန်ပြောလိုက်တဲ့ကွယ်ပုံမြင်လေးကတော့ကြပါပဲကွယ်မောင်လေးညီမလေးတို့ကလည်းဒီပုံမြင်လေးကိုနားထောင်ပြီးသူတစ်ပါးအပေါ်မေတ္တာထားတဲ့ကျင်နာတတ်တဲ့လူတွေဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်နောက်နေ့မှပြန်တွေ့ကြမယ်နော်အားလုံးပဲတတ်တာပါ